အောင်စမှုဖန်တော့မဟုတ်ပါဘူးเนาะအောင်စမှုကိုလည်းမကြိုက်ပါဘူးနေတိုင်းပြန်နေခုနောက်ပိုင်းကြာလေအဲ့လိုဖုန်းကြည့်ပြီးဆိုတာတဲ့ကိုလေအောင်စမှုတို့ဗီဒီယိုတွေကိုကြည့်ပြီးတော့လေဖုန်းကိုကြည့်သဘောတွေကြာပြီးပြုံးဖြီးနေဆိုနာမည်တောင်ပြောင်းတော့မှဖုန်းကြည့်ပြုံးဆိုပြီးတော့သိလားနော်ခုဖျားရေးဝဲမှာဆိုရင်လည်းပြတ်သွားတယ်ပြက်လုံးနေဆိုရင်လည်းလက်တန်းနေပြတ်တာကွာဖြူလို့သိလားရမ်းတော်တယ်နော်ဖြူကိုလည်းရမ်းသဘောကျတယ်အောင်စမှုလည်းတော်တယ်သူရဲ့ဖြစ်ရှင်းပုံတွေလူကြီးလူကောင်းဆန်တဲ့ပုံတွေရင်ကြီးလိမ္မာတဲ့ပုံစံတွေပေါက်တယ်ပေါ့နော်သူเจ้าတော့သိချာမသိသေးဘူးအဲ့လိုပုံစံလေးကိုလည်းသဘောကျတယ်အတန်လည်းမစိုးပါဘူးနည်းနည်းလေးသူကဆက်ဆောင်မှုတော့ရှိပါတယ်ကျမကတော့ဘယ်လောက်ထိလဲဆိုလို့ရှိရင်လေကောင်းစင်တင်ထားတဲ့သူလည်းဆိုတယ်သူပွဲမှာဖျားရေးပွဲမှာသွားဆိုရဲပေါ့နော်မစုံတော့လန့်ပေါ့မစုံတော့လန့်ဆိုလို့ရှိရင်လေကျမတစ်တော့ကြည့်တာမဟုတ်ဖွင့်ရပြီးတော့ဘာလဲမသိဘူးလုံနေအဲ့ဒါအတန်ချလိုက်တာနဲ့ပဲသိလားအဲ့ဒါအော်စုအတန်နဲ့သိတယ်ကောင်းစင်အတန်တော့မသိဘူးမအောင်စုအတန်နဲ့သိတယ်အဲ့လိုတွေတော့မှဖြစ်ကုန်ဖန်လို့တော့မခံယူသေးပေမဲ့သဘောကျပါတယ်လို့နော်ရှေ့မှာပြောမဆိုမှာရှိခဲ့ရင်လေအောင်စုဖန်လေးခွင့်လို့ပါလို့နော်အကျဉ်းသားကဲနောက်ထပ်လဲထပ်ပြီးတော့မအားပေးသွားအောင်ပဲပေါ့နော်ကုသိုလ်ဝင်ကြည့်ချင်တယ်လို့